မေရဲ့ငပြောကြော်လေးရပါပြီရှင်စားကြပါအောင်လို့အမေရဲ့ငပြောကြော်လေးရပါတော့ဒါအုံသီးတွေရောအုံတို့တွေရောပေါ့နော်စိတ်ပြီးတော့စားကောင်းပါတယ်နေပြောဒီနေ့ဘာမှမလုပ်မို့လဲမေဒီနေ့ဘာမှမလုပ်မလဲဆိုတော့ငပြောကြော်မယ်မုံနှင်းနဲ့ကြော်တဲ့ငပြောကြော်ပေါ့နော်ဒီမှာအမေငပြောသီးလေးတွေကတော့မှဲ့ပြီးတော့သူကပေါ့နော်အခွန်6သွားတဲ့ခါကျရင်စားလို့ကောင်းတယ်ချိုးတယ်နော်ပိုချိုးတယ်ဒီမှာတော့ငပြောသီးလေးတွေကတော့အမေကတော့ဒါအခွန်ခွာပြီးတော့ဟောလောက်ထားတယ်နော်ဒီငပြောသီးလေးကအခွန်လေးတွေမဲသွားတယ်6သွားတယ်ပေါ်ပိုင်းတွေသူကပိုချိုးတယ်နော်ငပြောကြော်တဲ့ခါကျရင်ပါဝင်တဲ့ပစ္စည်းတွေကတော့ဒီမှာကောင်းချင်းမုတ်200 g ပါဒါကဆန်မုတ်ကတော့40 g ပါအုံတို့ပါမယ်အုံတို့ကတော့ဒါ50 60เนาะဒါအုံတို့ကတော့60 g ပါနှမ်းပါမယ်တကြားကတော့သမင်းစားတဲ့ဇွန်တဇွန်ပါစားပါမယ်စော်တာပါမယ်ဒါစော်တာဒါပွားစီပါဒီမှာစော်တာပါเนาะလက်ဖေးဇွန်နဲ့တဝက်စီပါเนาะပကံနဲ့ထည့်တာလို့ပြန်ပြီးများနေသူတို့ဖြစ်နေတာเนาะဒီမှာချစ်ထားတဲ့အုံသီးချစ်ပါမယ်เนาะမုတ်လေးတွေကိုမှွေပါမယ်ရှင်စက်မယ်နော်မုတ်စက်မယ်ဒီမှာကောင်းကြီးမှုတ်တဲ့ကိုစံမှုတ်40 g ထည့်မယ်နော်ပြီးတော့တကြားတစွန်ထမင်းစားတဲ့စွန်နဲ့တစွန်ပွားစီစောတာစာအဲ့ဒါဒီအကုန်လုံးနှောင်းအောင်တစ်ချက်မှွေလိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်အုံတို့ထည့်မယ်ဒီရေကတော့ကောက်ကိုထိန်နဲ့ပေါ့နော်ချိန်စားပြီးနည်းနည်းချင်းစီထည့်ပြီးတော့မှွေမယ်အခုလောလောဆယ်မေးဒီဇွန်လေးနဲ့3ဇွန်ထည့်မှွေတယ်နော်မှွေပြီးနှင်မယ်ပြည့်နေတယ်ဆိုလို့ရှိရင်ရေလေးနည်းနည်းထည့်ပါဒါဆိုတအားပြည့်နေနော်ဒါဆိုရင်တအားပြည့်တယ်ဆိုမှလည်းသူကတော့ရေလေးနည်းနည်းလေးပဲထည့်ရမယ်နော်ဇွန်လေးနဲ့တဝက်ပဲထည့်တယ်နော်မေတဝက်ပဲထည့်တယ်နောက်ပြီးတော့အုံကြီးချစ်ထားတာလေးထည့်မယ်နော်အုံကြီးချစ်ထားတာလေးထည့်တာဘာကြောင့်ထည့်လဲဆိုတော့ဒီမုတ်တိလေးတွေကပေါ့နော်တကယ်လို့ကျွတ်ရွလေးနဲ့ဝါစားတဲ့အခါကျရင်စိတ်ကလေးစားရအောင်လို့ပေါ့နော်အမေကဒါကြောင့်မလို့အုံကြီးချစ်လေးထည့်တာပါဒီလောက်ရပြီနော်ရေလည်းမထဲတော့ငါဒီလောက်ဆိုလို့ရှိရင်ငပြောသီးထဲမှာနဲ့ဗာနဲ့ဆို तू ကမုတ်နှစ်ကပြော့ထပ်ပြော့တယ်နော်ဒီမုတ်နှစ်ကလေးကိုမေးနိုင်ကွက်နှက်ထားမယ်အဖုံးလေးလုံးအောင်ဖုံးပြီးတော့နှောင်းကိုကြတော့အမေကဒါလှော်ပြီးမှဒါလှော်အောင်မယ်နော်လှော်ပြီးမှဒီထဲထည့်မယ်ကြော်ကန်ကြီးမှထည့်မယ်နော်အခုဒါနိုင်ကွက်နှက်ထားမယ်နော်ကဲအမေငပြောကြော်ဖို့အတွက်ကိုနိုင်ကွက်ပြေးလို့ပြင်လာပြီနော်ဒီမှာအမေနှမ်းထည့်လိုက်မယ်လှော်ထားပြီးသားနှမ်းပေါ့နော်နှမ်းထည့်တာနော်နှမ်းတော့ဖြူလေးဆိုတော့လေဒီမှာနှမ်းအဖြူလေးနဲ့အမဲလေးနဲ့ထည့်လဲပိုကောင်းတယ်နော်အမဲလေးထည့်လိုက်အောင်မယ်နှမ်းမဲလေးပါထည့်လိုက်တယ်နော်ဟောတော့နှမ်းမဲလေးထည့်တော့ကြော်တဲ့ခါကျတော့အမဲလေးတွေဖြူလေးတွေပါတော့ပိုလှတယ်နော်ဒီမှာငပြောသီးလေးတွေကိုအမေကတချမ်းစီကြော်မယ်နော်မုံနစ်ထည့်မယ်ထိတ်မဲတာလေးဖေးလိုက်ပါဒီမှာနော် CO ကတော့ပူနေပြီနော် CO တွေကိုမုတ်သားလေးထည့်မယ်မြို့ကြတော့နော်တအားမပြင်းနဲ့နော်တအားပြင်းလိုက်လို့ရှိရင်အပေါ်ရန်တွေကရဲပြီးတော့အတွင်းထဲကကြက်ပဲဖြစ်မယ်နော်ဒီမှာဒါဆိုနည်းနည်းလှုပ်ပြီးလဲဆိုသူတို့ကအောက်ကဟာတွေခွာလို့ရပါပြီနော်လမ်းပြီးမယ်ဟိုဘက်ဒီဘက်အဲ့ဒါတွေကိုကျွိုးအောင်တန်းလာတဲ့အထိကြော်မယ်နော်ရပြီနော်ချူကိုရောင်လေးတန်းလာပြီဒီလိုအနေထားဆိုရင်တော့ဆဲလိုက်တော့မယ်နော်မေရဲ့ငပြောကြော်လေးရပါပြီရှင်စားကြပါအောင်လို့အမေရဲ့ငပြောကြော်လေးရပါတော့ဒါအုံသီးတွေရောအုံတို့တွေရောပေါ့နော်စိတ်ပြီးတော့စားကောင်းပါတယ်နေအမေဝေးပြမယ်နေ
ကြွရွလေးနဲ့ပေါ့နော်စားကြပါအောင်ရှင်လို့အမေရဲ့ဗီဒီယိုဖိုင်တွေကိုကြည့်ရှုပေးတဲ့ကိုကြီးတွေမကြီးတွေသားလေးသမီးလေးတွေလည်းပေါ့နော်အမေကကျေးဇူးအများကြီးတင်ပါတယ်ချစ်လက်ချစ်ပါတယ်နော်ဘိုင်ဘိုင်အမေရဲ့ငပြောကြော်လေးပါရှင်